နဲ့ကျမလမ်းခေါ်တော့ ကို့မှာဘာပြည့်ရှိလို့လဲကွာ ရှင်းမပြင်းမရှိရှင်းပြင်းမပြင်းရှိတယ် ဟာဒီလေးကမင်းအဲ့အကြောင်းပြောတာငါညီလေးနေပါလို့ အဲ့ဒီလေးပြောရမှာဘူး ဟာဘယ်ညီလေးကိုပြောရအောင်ဟာ Tecnologia. Tecnologia. မလေးစောင်းမလား 拉拢我，拉拢我。你别笑。 ဟာကိုတက်ရှိအိမ်လဲမလာတော့ကြာပြီအခုမှပဲပေါ်လာတော့တယ်ဒီလူခက်တီတီနဲ့နှောက်လိုက်အောင်ပါပဲကိုတက်ရှိခမရကျောက်အိမ်ကိုလာစရာအကြောင်းမရှိဘူးအခုပြန်ဗျာ ဟင်းငါဘာလို့မိလို့လဲတန်ချောင်းရဲ့ ခမရဘာမှဟန်ဆောင်ပြမနေနဲ့ကိုလို့တဲ့အပြစ်ကိုသိမှာပေါ့ဗျ အေးပါကွာတန်ချောင်းရဲ့ငါမပါလေကွာမင်းရွာကိုမင်းအလက်ပြန်သွားတဲ့နေ့ကငါသာအရက်မမူခိုင်းမင်းမကငါခြေတော့တမိမမဟုတ်ပါဘူးကွာ မချင်းဘူးလားမတကယ်မချင်းဘူးနော်ချီဦးဆိုနော်ငါပြောပြမယ်ဟဲ့ဘာမှရှောက်မတွေ့နဲ့နင်တို့ကငါပြောရင်တွေးမယ်ဆိုတာသိတယ်တော့မတွေးနဲ့ဂွေးသီးရငါကိုယ်တိုင်လည်း practical ဆင်းလာတာဂွေးမွေးထူချိုးကိုချိုးတာဂွေးလေးကအမွေးထူနေအဲ့အမွေးလေးရထူထူလေး အဲ့ဒီအမွေးတွေပဲနားကြည့် ဟဲ့နင်စားဂွေးလေးကအမွေးမတွေ့ဘူးလား ကိုယ်ထဲမှာအစိတ်ရှိရ ဂွေးထဲမှာအစိမ့်လေးကကိုွေးစီ အဲ့လိုအမွေးထူရင်ချိုးတာဟုတ်တယ် အဲ့အမေဘယ်ရတဲ့အမွေးအကုန်တူပြီး အ သား မွေးမဟုတ်ဘူးကွာတယ်အမတချို့ဂွေးလေးဟာအဲ့ဒါချောင်းလေတချို့ဂွေးကအမွေးမပါဘူးမပါတဲ့ဂွေးရှိတယ်အဲ့ဒါတအားရှင်းတယ်